စိတ်ပင်ပန်းနေချိန်မှာအသုံးပြုလို့ရမယ်စိတ်အပန်းဖြေနည်းလေးတွေကိုသိထားပြီးပါပြီလားတချိန်ချိန်မှာအသုံးဝင်လာနိုင်မှာမို့မသိသေးဘူးဆိုဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ကြည့်လိုက်ပါဒီနည်းလမ်းလေးတွေကစိတ်ဖိစီးမှုညှဉ်းတမ်းနေချိန်စိတ်ပင်ပန်းမှုချက်ချင်းသက်သာလိုတဲ့အခါအချိန်တို့အတွင်းလှုံ့ဆော်နိုင်တဲ့နည်းလမ်းလေးတွေပါနံပါတ်1တိတ်ဆိတ်တဲ့နေရာမှာထိုင်ပြီးအသက်ရှူလေးခြင်းကလုပ်ပါ5ချိန်မှ10ချိန်အထိလုပ်ပေးခြင်းကနှလုံးခုန်နှုန်းကိုပုံမှန်ဖြစ်စေပြီးစိတ်တည်ငြိမ်မှုကိုရစေပါတယ်နံပါတ်2ရေအေးချီမျက်နှာတစ်ပါတို့မဟုတ်ရေချိုးပါရေအေးကခန္ဓာကိုယ်ကိုချက်ချင်းလန်းဆန်းစေပြီးစိတ်ခံစားမှုကိုပြောင်းလဲပေးနိုင်ပါတယ်နံပါတ်3ခဏတာအိပ်စက်အနားယူပါနာယူဝမိနစ်30ခန့်အိပ်စက်အနားယူခြင်းကစိတ်ပိုင်းဆိုင်ရာပင်ပန်းလွှမ်းနေမှုကိုလျှော့ချပေးနိုင်ပါတယ်နံပါတ်4ရနံ့ကူထုံကိုအသုံးပြုပါလာဗင်ဒါတို့မဟုတ်ပယုတ်စီရနံအစရှိတဲ့စိတ်ကိုတည်ငြိမ်စေတဲ့အစီအနှစ်တွေကိုရှူရှိုက်ပေးပါနံပါတ်5တဘာဝအလှကိုခန်းစားပါပန်းချံကမ်းခြေတို့မဟုတ်တောင်တန်းတွေလိုတဘာဝပတ်ဝန်းကျင်ရှိတဲ့နေရာတွေကိုတွားရောက်ပြီးစိတ်ကိုအေးချမ်းစွာထားပါနံပါတ်6စာရွက်ပေါ်မှာခြာရေးပါမိမိရဲ့ခံစားချက်တွေစိတ်ဖိစီးမှုဖြစ်စေတဲ့အကြောင်းအရာတွေကိုခြာရေးခြင်းကအတွေးတွေကိုရှင်းလင်းစေပြီးပေါ်ပေါမှုကိုရစေပါတယ်နံပါတ်9အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့အချိန်ဖြုံးပါအိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ကစားခြင်းအချိန်ဖြုံးခြင်းကစိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်တယ်လို့လေ့လာမှုတွေကဖော်ပြထားပါတယ်ဒီနည်းလမ်းလေးတွေကကိုယ်နဲ့အသင့်တော်ဆုံးနည်းလမ်းလေးကိုရွေးချယ်ပြီးပုံမှန်လှုပ်ဆောင်ပေးခြင်းဖြင့်စိတ်အပန်းဖြေလိုက်ပါနော်